လူကိုဒီဘောလက်စီလှမ်းပြီးတော့ကန်ပေးတယ်ခင်ဗျာဘေးကိုစဝိုင်းနာမှာရှိနေပါတယ်နံပါတ်8လိုက်တယ်ခင်ဗျာဒီဘောလက်စီတင်ကနံပါတ်73ရန်ဂျီလှမ်းကန်တယ်ခေါင်းခုန်တိုက်တယ်မြန်မာသင်းခုနကခေါင်းခုန်တိုက်တယ်ဝင်းတယ်ခင်ဗျာမြန်မာသင်းပေးလိုက်ရပြီခင်ဗျာနံပါတ်78နီတိုကျွန်တော်လှလှပပခေါင်းခုန်တိုက်ပြန်ထွက်လာတဲ့ဘောလုံးကိုမနာနဲ့ကိုကန်သွေးသွားလိုက်တဲ့အတွက်ခုဆိုရင်ကျွန်တော်ဒီဘောလက်စီတင်ကခြေပါဂိုးကိုရရှိသွားပြီဖြစ်ပါတယ်ခင်ဗျာပွဲရတော့အမတန်တန်ကိုကြည့်ကောင်းပဲပွဲပါပဲခင်ဗျာမြန်မာသင်းကတကူဒီဘောလက်စတေအသင်းကတကိုးနဲ့ခြေပါကိုသွင်းယူသွားပြီဖြစ်တဲ့အတွက်ရှေ့ဆက်ပြီးတော့ကြည့်ရမယ်ပွဲရတော့အင်မတန်မှကောင်းပါပြီခင်ဗျာနံပါတ်78လှလှပပကိုနီတိုကန်သွင်းသွားတာဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့ပွဲအခြေအနေကအရှိန်မြင့်လာပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပွဲကစားချိန်39မိနစ်ရှိပြီဖြစ်ပါတယ်ခင်ဗျာ36မိနစ်ကျော်ကျော်လေးကိုဒီဘောလက်စီလှမ်းပြီးတော့ကန်ပေးတယ်ခင်ဗျာဘေးကိုစဝိုင်းနာမှာရှိနေပါတယ်နံပါတ်8လိုက်တယ်ခင်ဗျာဒီဘောလက်စီတင်ကနံပါတ်73ရန်ဂျီလှမ်းကန်တယ်ခေါင်းခုန်တိုက်တယ်မြန်မာသင်းခုနကခေါင်းခုန်တိုက်တယ်ဝင်းတယ်ခင်ဗျာမြန်မာသင်းပေးလိုက်ရပြီခင်ဗျာနံပါတ်78နီတိုကျွန်တော်လှလှပပခေါင်းခုန်တိုက်ပြန်ထွက်လာတဲ့ဘောလုံးကိုမနာနဲ့ကိုကန်သွေးသွားလိုက်တဲ့အတွက်ခုဆိုရင်ကျွန်တော်ဒီဘောလက်စီတင်ကခြေပါဂိုးကိုရရှိသွားပြီဖြစ်ပါတယ်ခင်ဗျာပွဲရတော့အမတန်တန်ကိုကြည့်ကောင်းပဲပွဲပါပဲခင်ဗျမြန်မာသင်းကတကူတီမောလက်စတေအသင်းကတကူနဲ့ခြေပါကိုသွင်းယူသွားပြီဖြစ်တဲ့အတွက်ရှေ့ဆက်ပြီးတော့ကြည့်ရမယ်ပွဲရတော့အင်မတန်မှကောင်းပါပြီခင်ဗျာနံပါတ်78လှလှပပကိုနီတိုကန်သွင်းသွားတာဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့ပွဲအခြေအနေကအရှိန်မြင့်လာပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပွဲကစားချိန်39မိနစ်ရှိပြီဖြစ်ပါတယ်ခင်ဗျာ36မိနစ်ကျော်ကျော်ညောက်ပေးထားတယ်ကျော်ကိုကနေပြီးတော့ပေးတယ်ခင်ဗျာမြန်မာသင်းဖြတ်ယူလာတယ်မြန်မာသင်းရှေ့မှာရှိတဲ့တယောက်တည်းမြန်မာသင်းလက်ကန်တယ်မြန်မာသင်းပဲလက်ကန်တယ်ခင်ဗျာဒါပေမဲ့ကျွန်တော်တို့ထောက်ခါတဲ့ဘောလုံးလေးကမြောက်ပြီးတော့ကျော်စရာဝင်းကျွန်တော်တို့ကြိုးစားပန်းစားကိုကန်တာပါပဲခင်ဗျာဒါပေမဲ့အနိုင်ရရှိဖို့လွဲချော်သွားတယ်ခင်ဗျာပွဲချိန်ကကျွန်တော်တို့40မိနစ်ကျော်လာပါပြီခင်ဗျာကျော်စရာဝင်းအသာလေးကျော်ချဖို့ကြိုးစားတာပါခင်ဗျာဒါပေမဲ့နောက်ခံလူနဲ့ထိပြီးတော့ပြတ်သွားတယ်ခင်ဗျာဒီနေ့မှာတော့မြန်မာသင်းကိုအားပေးတဲ့ပရိသတ်များလေးအပြည့်ပါပဲခင်ဗျာမြန်မာတန်ကိုကြည့်ရှုကြတဲ့ပရိသတ်များလည်းရင်ခုန်ပါဖြစ်တယ်လို့မြန်မာတန်ကိုနားတော်တာဆင်နေတဲ့ဦးကျော်လည်းမှုတ်လိုက်ပြီးအိုလီဗီယာကန်ပြီခင်ဗျာကိုသမားပြေပြိုးအောင်ပုတ်ထုတ်ကာဝယ်လိုက်တယ်ခင်ဗျာအခုဆိုရင်တော့ဒီမောလက်စီတင်းရထောင်းကန်ပေါ်ကန်မှာဖြစ်ပါတယ်ခင်ဗျာအိုလီဗီယာကန်ချက်ကောင်းပါတယ်ခင်ဗျာကိုသမားပြေပြိုးအောင်ထောင်းကိုတွင်းလာပါခင်ဗျာကိုသမားပြေပြိုးအောင်အသေးတန်ကိုကာကွယ်ဖျက်ထုတ်လိုက်ရတယ်ခင်ဗျာအင်မတန်မှအန္တရာယ်ရှိတဲ့ဘောလုံးပါခင်ဗျာအခုဆိုဒီမောလက်စီတင်းအခုဆိုရင်ကျွန်တော်တို့ဒုတိယပိုင်းဆက်လက်ပြီးရှင်းပြလာတာဟာစုစုပေါင်းပွဲကစားချိန်မိနစ်90နီးပါးရှိလာခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီမှာတော့မြန်မာအသင်းအတွက်အခွင့်အရေးကောင်းကြီးတစ်ခုကိုရရှိလိုက်ပြီဖြစ်ပါတယ်ခင်ဗျာဒီအခွင့်အရေးနဲ့တစ်ဆင့်ကျွန်တော်တို့အနိုင်ကိုရရှိနိုင်ဖို့ကိုသာကျွန်တော်တို့မြန်မာအသင်းအားကစားသမားများအနေနဲ့ကြိုးစားရယူရမှာပဲဖြစ်ပါတယ်ခင်ဗျာအားကစားဝါသနာရှင်မိဘပြည်သူများခင်ဗျာရင်ခုန်စရာကောင်းတဲ့အချိန်တစ်ခုလို့ပြောရမှာပါခင်ဗျာအခုဆိုရင်ကျွန်တော်တို့ကျော်ကို penalty spot မှာ
စိတ်ကြိုက်တယ်ထားပါခင်ဗျာကွယ်လန်တိုင်လူကြီးချက်ပေးခရမှုတ်လိုက်ပါခင်ဗျာဒေါ်ကိုရှေ့ယူတယ်ကန်မီကိုပါတယ်ခင်ဗျာကိုပါတယ်ခင်ဗျာကျွန်တော်တို့မြန်မာအသင်းအတွက်ဒုတိယမြောက်ဂိုးကိုကျော်ကိုတွင်းယူပေးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီအချိန်မှာတော့မြန်မာအသင်းကအနှစ်ကိုတီမောလက်စတေအသင်းကဂိုးနဲ့ဆက်လက်ရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်ခင်ဗျာအားကစားဝါသနာရှင်မိဘပြည်သူများခင်ဗျာရန်ကုန်မြို့သူဝနာကွင်းကြီးအတွင်းမှာရောက်ရှိနေတဲ့ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့လည်းကျွန်တော်တို့တောင်းပြအသင်းကနောက်တန်းကန်တင်ပြစ်ထုတ်လိုက်မြန်မာအသင်းပြန်ရတယ်ဒီကိုဆောင်းရှုပ်ပြန်တင်ပြန်ပြီဆွဲလာပြီဝင်လာပြီကန်တယ်ကိုးပြန်ပြီခင်ဗျာကျွန်တော်တို့ကြည်လေးပါခင်ဗျာမြန်မာအသင်းအတွက်တတိယမြောက်ဂိုးကိုလှပပထပ်မံသွင်းယူပေးလိုက်ပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ကျွန်တော်တို့ပွဲကစားချိန်စုစုပေါင်း89မိနစ်ကျော်လာတဲ့အချိန်မှာတော့မြန်မာအသင်းကတီမောအသင်းကို3ဂိုးတကိုးနဲ့ဆက်လက်ဦးဆောင်ရှင်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်ခင်ဗျာမြန်မာပြည်သူများခင်ဗျာကြည်လင်းရဲ့လှပပသွင်းယူသွားတဲ့ဂိုးနဲ့အတူကျွန်တော်တို့မြန်မာပြည်သက်ရဲ့အားပေးမှုကလည်းတညံ့ညံပါပဲခင်ဗျာခုစဉ်တော့မြန်မာအသင်းကျွန်တော်တို့ငကိုးသားနဲ့ကျွန်တော်တို့ဥဆောင်ပြီးတော့ကစားနေပြီဖြစ်ပါတယ်ခင်ဗျာဒီကိုအားပေးဖို့ဖိတ်ခေါ်အပ်ပါတယ်အမျိုးသားအမျိုးသမီးဘောလုံးပွဲစဉ်တွေကိုမှတ်ပုံတွေနဲ့ဝင်ချင်းတွေပေးုံနဲ့အလွယ်တကူကြည့်ရှုခွင့်ရရှိမှာပဲဖြစ်ပါတယ်မိဘပြည်သူများခင်ဗျာအခုဆိုလို့ရှိရင်တော့ကျွန်တော်စီရင်ခံနေစီအတွင်းမှာပဲဒုတိယပိုင်း45မိနစ်ပြီးဆုံးသွားပြီဖြစ်ပါတယ်ဒီချိန်မှာတော့မြန်မာအသင်းဟာတီမောလက်စီအသင်းကို3ဂိုးတကိုးနဲ့အနိုင်ရရှိသွားပြီဖြစ်ပါတယ်ဆိုလို့ရှိရင်တော့မြန်မာအသင်းဟာနှစ်ပွဲကစားနှစ်ပွဲနိုင်တဲ့အုပ်စုမှာ6မှတ်ရရှိထားပြီးတော့နောက်နေ့ပွဲစဉ်တွေမှာလည်းဆက်လက်ရှင်းပြမယ်ဆိုတာကိုပြင်ပြရင်းနဲ့ဒီကနေ့ဘောလုံးပွဲဓာတ်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကိုဒီမှာပဲရန်နာလိုက်ရပါတယ်ခင်ဗျာအားစားဝန္ဒနာရှင်မိဘပြည်သူများကိုစိတ်နှဖျားကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ